ဘောဓာတက်တဲ့အောက်တော့86အခုလာဇန်21ရက်နေ့အခုလာဇန်23ရက်နေ့ခရစ်နှစ်2024ဧပြီလ21ရက်နေ့ရန်ကုန်တိုင်းဒေသကြီးတက္ကသိုလ်စက္ကန့်မြို့နယ်82ရပ်ကွယ်ဒေသလေးတံမဟာတတိပရံဗမန်ကျောင်း၌မှာ14ကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ဒေသလေးတံမဟာတတိပရံတင်ကျင်တဲ့10ရက်ဒုတိယစက္ကန့်ပွဲရဲ့တက္ကသိုလ်9ရက်နေ့မြောက်9ရက်နေ့မြောက်ရဲ့အစီအစဉ်တိုင်းအနာတရားအနေနဲ့ယောဂီတို့သည်အနတ္တကလက္ခဏာတော့အပိုင်း1တရားဒေသနာကိုနာကြားရမှာဖြစ်လေတယ်။ဒီအနတ္တလက္ခဏာတော့အပိုင်း1တရားဒေသနာကိုမနာကြားခင်မှာတရားတွေပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုသစ္စာလေးပါးပဏာမကာရတို့ဖြင့်ရှ िख ိုးဘိုးစောခေလိကြအောင်ဒုက္ခိသဒုက္ခသစ္စာ၎င်းဒုက္ခသမုပ္ပါဒိသာဒုက္ခကိုဖြစ်ပေါ်စေတတ်သောသမုဒယသစ္စာ၎င်းဒုက္ခတတေကမေသာဒုက္ခကိုလွန်မြောက်သောနိရောဓသစ္စာ၎င်းဒုက္ခပသမဂမိနံဒုက္ခချုပ်ရရောက်ကြောင်းအကျဉ်းဖြစ်သောအယုမြင့်သောအထေကောအင္ဃရှပေါနိပြည့်စုံသောမဂ္ဂိသမဂ္ဂသစ္စာ၎င်းအဘိဓမ္မောသောဆေမေကိုသူဉာဏ်တို့ဖြင့်ထိုတွင်သိမြင်သောမြတ်စွာဘုရားရှင်အဖြတ်ပြီးတို့သည်ဝနာမိရှ िख ိုးပူဇော်ပါ၏ရှင်ဘုရားသာဓုသာဓုသာဓုဒီအနတ္တလက္ခဏာတော့ကိုဒီသစ္စာလေးပါးဟောကြားပြီးတဲ့အချိန်ကြမှာဟောကြားပြီးတော့ဒီဇဝိငေါတို့ဘုရောဗံအရိယာတွေတည်ရောကြတယ်တည်ပြီးတော့ယဟန်တွေလည်းပြုကြတယ်အဲ့ဒီတည်းမှာပထမဆုံးတည်တာကအရှင်ကုဏ္ဏညာအရှင်ဝပ္ပအရှင်ဗတ္တိယအရှင်မဟာနန္ဒနဲ့အာသစေဒါကြောင့်မလို့မနေ့ကဟောတဲ့အာသစေကနောက်ဆုံးမှတည်တဲ့အငယ်ဆုံးပဲအဲ့တော့သူတို့ကတည်သွားကြပြီလေတော့ဝါဇုလပြည့်ကျော်4ရက်နေ့အထိဝါဇုလပြည့်ကျော်9ရက်ကြာတော့ဒီသူတို့ကအရိယာတွေပြစ္ဆုတ်ဝိငါးဦးတော်ကိုမြတ်စွာဘုရားရှင်ဒီအနတ္တလက္ခဏာတော့ကိုဆက်ပြီးဟောတယ်အဲ့ဒါလိုဟောတယ်ဆိုတော့ရောက်ကြလို့နော်ဒီသူတို့ကအရိယာတွေဟာအစွဲပယ်ဖြောက်ရေးလမ်းကြောင်းပေါ်ကိုရောက်အစွဲပယ်ဖြောက်ရေးလမ်းကြောင်းပေါ်ရောက်တော့အဲ့ဒီအစွဲတွေကိုအကုန်အစင်ပယ်တတ်နိုင်ဖို့အတွက်အထောက်ကူလို့တယ်အဲ့ဒီအထောက်ကူလို့တဲ့အခါမှာဒီအနတ္တလက္ခဏာဝိပဿနာပဲလေနိစ္စလက္ခဏာဝိပဿနာပဲအနတ္တလက္ခဏာလည်းဝိပဿနာပဲအဲ့ဒီခါမှာဒီအနတ္တလက္ခဏာတော့အသုံးပြုပြီးတော့အစွဲနော်ပေပြောက်ရေးပေပြောက်ကုံစင်ရေးကိုမြတ်စွာဘုရားရှင်ကဟောတော်မူတယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကဒီအနတ္တလက္ခဏာတော့ကိုဟောတဲ့ခါမှာနော်ဟောတဲ့ခါမှာဝိပဿနာတက်တက်ဟောတာမဟုတ်ဘူးဒီသစ္စာနဲ့နော်အစွဲကုံဆုံးချုပ်ငင်းရအသောကုံရကိုအဲ့လိုတွဲပြီးဟောတယ်နောက်ပြီးတော့လေဒီအစွဲပြပြောက်ရေးလမ်းကြောင်းပေါ်ရောက်တယ်ဆိုတာကဒီသောရဗန်တိမရောက်တာဥမာမဟာနန္ဒဘာလို့ဆိုလို့ရှိရင်တပည့်တော်တို့လောဘတွေဒေဝတွေမောဟတွေခဏခဏဖြစ်တယ်ဘာကြောင့်ဖြစ်လဲတပည့်တော်တို့နော်မြင်းတွေယထာတွေနဲ့တွေ့လို့ရှိရင်စိုးရိမ်တယ်နော်အဲ့ဒါအစွဲကြံသေးတယ်အဲ့လိုသေးသွားရင်အပေကျသွားမလားဒါယောဂရသောရဗန်ရဲ့အခက်ခဲပဲပယ်တဲ့ခါမှာသူတို့ဟာအဲ့လိုအခက်ခဲတွေလို့တယ်သစ္စာပယ်ပြီးတော့ဒီအစွဲပယ်ဆင်းရဲကုန်ခန်းတယ်ဆိုတာတကယ်လက်တွေ့ကျင့်တဲ့ခါကျတော့နော်ဆရာပြပေးမှရတယ်ဒါ
ဒါကြောင့်မလို့အဲ့ဒီခက်ခဲတွေကုံစင်ပပြောက်ပေပြက်နိုင်ရေးအတွက်ဒီအနတ္တလက္ခဏာတုတ်ကိုဟောတယ်အနတ္တလက္ခဏာတုတ်ဟာဝိပဿနာပဲဒါကြောင့်မလို့ယောဂီတို့ဒီအနတ္တလက္ခဏာတုတ်သစ္စာမပါဘူးဆိုရင်ဝိပဿနာတက်တက်ဖြစ်သွားသစ္စာပါရင်တော့အစွဲပေဖြောက်ရေးဖြစ်သွားပေဖြောက်ရေးရွေချက်ကနော်အကြိသစ္စာမပါရင်ဝိပဿနာတက်တက်ဖြစ်သွားဝိပဿနာတက်တက်ကရွေချက်ကတော့နော်ခုနကအစွဲပေရေးလို့လည်းပြောတယ်ဒါပေမဲ့သစ္စာမပါတဲ့အတွက်ကြောင့်သစ္စာမပါတဲ့အတွက်ကြောင့်နော်အစွဲပေရေးဆိုတာနော်တကယ်တိတိကျကျပေတယ်လို့ပြလို့မရဘူးဟောဝိပဿနာနဲ့အခုအစွဲပေတယ်နော်ပေပြီးပြီတို့မပေရသေးဘူးဆိုတာတိတိကျကျပြလို့ရတာမရဘူးအဲ့မှာအနတ္တလက္ခဏာတုတ်ကိုပြောချင်တာကအနတ္တလက္ခဏာတုတ်ကိုဝိပဿနာမှာအသုံးချတာမြတ်စွာဘုရားရှင်ဒီအနတ္တလက္ခဏာတုတ်ကိုအစွဲပေပြောက်ရေးအာသောကုန်ခိုင်းရေးမှာအသုံးချတာဘာဖြစ်လို့လဲဆိုတော့အစွဲမှန်သမျှအာသောတရားမှန်သမျှအဝိဇ္ဇာအတ္တကြောင့်ဖြစ်တာမဟုတ်ဘူးလားအဲ့ဒီအဝိဇ္ဇာအတ္တကိုပယ်ဖြောက်ဖို့အတွက်တနည်းအားဖြင့်ရွေးချက်ကအစွဲပယ်ဖြောက်ကုံဆုံးပြီးတော့ဆင်းရဲလုံးဝအုတ်တုံချုပ်ငင်းရန်အတွက်အနတ္တလက္ခဏာတုတ်ဟောတာဒါကြောင့်မလို့ဦးဇင်းကဒီကနေ့ခေတ်မှာအနတ္တလက္ခဏာတုတ်ကိုဝိပဿနာနဲ့ပဲရှုတယ်ရှုတာများတယ်ငါမပိုင်တာငါမဆိုင်တာလို့ရှုလိုက်တယ်ငါကလည်းမဟုတ်ဘူးလို့ရှုလိုက်တယ်ဒါပေမဲ့ရှုသူကအတ္တတကယ်တော့အတ္တအငုံရင်းပြောင်းသွားလို့ဆိုတော့မပြောင်းဘူးအခုရှုတယ်ဒါငါမဟုတ်ဘူးငါပြုတ်သွားလားဦးဇင်းပြောလို့ရှင်းရှင်းဒါငါမဟုတ်ဘူးငါဆွဲပြုတ်သွားလားလို့မေးအဲ့ဒီရှုတဲ့သူကငါမဟုတ်လားအဲ့ဒါဆိုအတ္တရှိတာမဟုတ်အတ္တနေပြီးတော့အနတ္တကိုသတ်မှတ်လိုက်အတ္တနေပြီးတော့အနတ္တကိုသတ်မှတ်တယ်အတ္တနဲ့အတ္တကိုသတ်မှတ်တယ်ဒါငါပိုင်းလို့သတ်မှတ်တယ်အတ္တနဲ့အနတ္တကိုသတ်မှတ်တယ်ဒါငါမဟုတ်ဘူးလို့သတ်မှတ်တယ်ဟုတ်လားဒီခန္ဓာကိုလည်းငါမဟုတ်ဘူးဘယ်လိုသတ်မှတ်တာအတ္တသတ်မှတ်လိုက်တာဒါအတ္တပြုတ်သွားလားဒါဆိုရင်အနတ္တအစွဲကုံဆုံးပဲပြောက်ချုပ်ငင်းရေးကိုမရောက်ပြောချင်တာကမြတ်စွာဘုရားရှင်အသုံးချတယ်မြတ်စွာဘုရားရှင်ဟောကြားတယ်နော်အဲ့ဒါလို့စနစ်ကိုသိချသိအောင်သိမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ဓမ္မစကြာတုတ်ကိုစဟောတာဟာနော်အစွဲပေဖြောက်ရေးလမ်းကြောင်းပေါ်ရောက်အောင်တင်လိုက်တာတနည်းအားဖြင့်သောရပန်တည်လိုက်တယ်အစွဲပေဖြောက်ရေးလမ်းကြောင်းပေါ်ရောက်အောင်ပို့လိုက်တယ်ဒီဇဝိငါးဥဒ္ဒဒီအစွဲကိုပယ်မှဒီစင်းချုပ်ငင်းရမယ်ဆိုတာကိုချွင်းချက်မရှိသိကြဒါပေမဲ့အကုန်အပြောင်းအစင်ကုံဆုံးအောင်ဆိုတော့အခက်ခဲရှိတယ်အဲ့ဒီခါမှာအနတ္တလက္ခဏာတုတ်ကိုဟောတယ်တကယ်စင်စစ်အနတ္တလက္ခဏာတုတ်ကဝိပဿနာမှတ်နေဒါပေမဲ့အစွဲပေဖြောက်ချုပ်ငင်းမှာထောက်ကိုပြတယ်ဒါဆိုရင်မြတ်စွာဘုရားရှင်အနတ္တလက္ခဏာတုတ်ကိုဟောတာဟာယောဂီတို့ရေသစ္စာသိပြီကိုယ်ဆွဲကိုယ်ပင်နေတဲ့နော်အရိယာတွေအတွက်နော်လမ်းဆုံးကိုရောက်ရေးအသုံးချနိုင်ဖို့ဟောကြားလိုက်တယ်ဟုတ်ပြီလေယောဂီတို့ဘာဖြစ်လို့ဆိုတော့အစွဲမှန်သမျှဟာအဲ့ဒီအဝိဇ္ဇာအတ္တနဲ့ပေါက်ဖွာလာတယ်ဒါကြောင့်လည်းမြတ်စွာဘုရားရှင်စင်းချုပ်ငင်းရအတ္တပညာကိုပြောမယ်ဆိုလို့ရှိရင်ပထမသင်္ကန်းစာဓမ္မစကြာတုတ်အစွဲအကုန်စင်ပဲဖြောက်ဖို့အတွက်ဆိုရင်ဒုတိယသင်္ကန်းစာအနတ္တခဏတုတ်တကယ်လဲယောဂတွေနော်မိကရာအောင်မှာနော်ဓမ္မရာဇိတဇေဒီဟာအဲ့ဒီဓမ္မစကြာတုတ်ခေါ်တဲ့နေရာဓမေခဇေဒီဟာအဲ့ဒီအနတ္တခဏတုတ်ခေါ်တဲ့နေရာသိမကွာဘူးဒါကြောင့်မလို့အဲ့ဒီမိကရာအောင်မှာစဟောတဲ့တရားသောရပန်ဖြစ်တယ်ဒီသောရပန်တွေကိုဝါဆိုလပြည့်ကျော်9ရက်မှာအနတ္တကတုတ်ခေါ်ကြပြီးတဲ့ခါကျတော့ရောက်ကြတော့ယဟန္တာဖြစ်ကိုရောက်တယ်ယဟန္တာဖြစ်ကြောင်းတရားလို့လည်းခေါ်တယ်အနတ္တလက္ခဏာတုတ်ဟာအရိယာတွေသောရပန်အရိယာတွေကိုပြတဲ့အတွက်ကြောင့်ယောဂီတို့ဟာနော်အစွဲပယ်ဖြောက်ရေးလမ်းကြောင်းပေါ်အသိဉာဏ်ရောက်နေရယောဂီတို့အသိဉာဏ်အစွဲပယ်ဖြောက်ရေးလမ်းကြောင်းပေါ်ရောက်နေမှ
အခုဦးစင်းဟောတဲ့အနတ္တနာတော့ကိုနားလဲမယ်ဘယ်လိုသုံးချတယ်ဆိုတာသိဟုတ်ပြီလားကြလို့အဲ့တော့အနတ္တဆန့်ကျင်ဘက်ကတော့အတ္တဘယ်ချိန်ကစလဲလို့မေးရင်ဘယ်လိုဖြေမလဲလက်ဝิญဉ်ဝင်တဲ့ဟာနော်ဒီဇတ်တက်နဲ့ပေါ်လာတဲ့ဟာတဲ့အဝိဇ္ဇာအတ္တဓာတ်ကရောက်လာတာဒါကြောင့်မလို့ရုပ်ကလေးပရိသေဝိညာဉ်ဝင်ရောက်တဲ့ဟာဒီဓလိပါအစုဖွဲ့နိုင်ရုပ်ကိုပေါ်မှာငါဟူရဲ့၎င်းငါပိုင်ဟူရဲ့၎င်းဝိဇ္ဇာဓာတ်ဖြင့်ထင်မှားပြီးအတ္တဖြစ်တယ်အဲ့ဒီအတ္တကပဲပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမငါသူတော်ဘာဆိုပြီးတော့ရုပ်ကလေးတက္ကရာဒိဋ္ဌိပြန်ဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီတက္ကရာဒိဋ္ဌိအဲ့ဒီငါကပဲရုပ်ကလေးဆင်းရဲတာလည်းခံစားတယ်ချမ်းသာတာလည်းခံစားတယ်ဝမ်းနေခြင်းဝမ်းသာခြင်းတွေလည်းဖြစ်တယ်နော်အဲ့ဒီအတ္တပဲအလိုတွေဆန္ဒတွေအာသီတတွေပေါက်ဖွာလာတယ်အဲ့ဒီအလိုတွေဆန္ဒတွေအာသီတတွေဟာရုပ်ကလေးတဏှာပဲအဲ့ဒီတိုင်းမဖြစ်တဲ့အတွက်ကြောင့်ငိုကြွေးခြင်းပူပန်ခြင်းတွေကဘာတော့ဆင်းရဲတွေဒုက္ခသစ္စာတွေပဲအဲ့ဒါလို့ဖြစ်တာရုပ်ကလေးပရိသေနေတဲ့တ attva အကုန်လုံးမှာဖြစ်တယ်အကုန်လုံးမှာဖြစ်တယ်အန္တေတစပဲနေဇလဘုဇဆိုတဲ့တားရင်မှာပဲနေဥကပေါက်ဖွားပြီးတော့ဥကပေါက်ဖွားတဲ့ပရိသေပဲဖြစ်ဖြစ်ဘွားကနေပေါ်တဲ့နော်ဝေကံပိကနတ်တို့တိတ်တာတို့နတ်တို့လိုဘွားကနေပဲဥပပတိပရိသေပဲဖြစ်ဖြစ်အဲ့ဒီပိဇတ်ထက်ကအဲ့ဒီအတ္တအဲ့ဒီတက္ကရာကအစွဲကိုတဏှာကိုထုတ်လုပ်ပေးတယ်ဒါကြောင့်မလို့ယောဂရည်တတ္တလောကတစ်ခုလုံးကိုအတ္တကလွှမ်းခြုံထားတယ်ဒါဥစဉ်ဘာကိုပြောရလဲတဲ့နော်ဒီကနေ့နော်လူရင်ဆန္ဒအတိတသမုဒိယအာသောတရားတွေနော်မွေးဖွားလာတဲ့ကထုတ်လုပ်ပေးနေပုံကိုပြောတာပါနော်ဒါကြောင့်မလို့ယောဂရနတ်တွေလည်းနတ်သက်ကြွေမှကြောက်တယ်တိရစ္ဆာန်တွေလည်းယောဂရသူတို့ကိုတေမှကြောက်တယ်တိတ္တတွေလည်းယောဂရသူတို့လူရင်ဆန္ဒအတိုင်းမရလို့ငိုကြွေးနေကြတယ်နတ်တွေလည်းနတ်သက်ကြွေမှကြောက်လို့ဗြဟ္မာတွေလည်းဗြဟ္မာသက်တေမှကြောက်ကြတယ်တိရစ္ဆာန်တွေလည်းတေမှကြောက်ကြတယ်ဘယ်သူကကြောက်တာတော့အတ္တကြောက်တာငရဲသားတွေလည်းတေမှကြောက်ကြတယ်ငရဲသားတွေလည်းတေမှမကြောက်လားကြောက်တာပဲဒါဆို32ပုံလုံးကိုအတ္တကလွှမ်းခြုံထားတာမဟုတ်ဘူးလားလွှမ်းခြုံထားတယ်ဒါကတော့ယောဂရိုရဲ့ဘုရားပွင့်မပွင့်ရှိနေတာဒါကြောင့်မလို့ယောဂရိုရဲ့အဲ့လိုပွင့်မပွင့်ရှိနေတဲ့သဘောကိုသစ္စကဒီခန္ဓာ၅ပါးမှာအတ္တနဲ့မှီပြီးတော့ကုသိုလ်အကုသိုလ်တွေလုပ်တယ်နော်အတ္တကိုတော့မှီပြီးတော့လူတွေနော်ကောင်းဆိုးဖြစ်တယ်အကောင်းဆုံးဖြစ်ကြတယ်ဒါကြောင့်မလို့ဒီခန္ဓာ၅ပါးဟာအတ္တရဲ့အပိုင်ပဲအတ္တရဲ့ဆိုင်ရာဖြစ်တယ်ဒါပစ္စကကပြောတာဒါပေမဲ့မြတ်စွာဘုရားရှင်ကဒါအနတ္တပဲပစ္စကပြောတာကလောကတစ်ခုလုံးခြုံငုံနေတဲ့သဘောကိုပြောတာမြတ်စွာဘုရားရှင်ကလောကတစ်ခုလုံးမှားနေတဲ့သဘောကိုပြောတာတူလားဒါပေမဲ့ဘုသူ့ဘာသာကိုထောက်ခံမလို့ပစ္စကရဲ့ဝါဒအတ္တအားလွှမ်းခြုံပြီးတော့ကုသိုလ်တွေကောင်းမှုကုသိုလ်အကုသိုလ်တွေလုပ်ကြတယ်အဆိုးအကောင်းကိုလုပ်ကြတယ်ဒါကြောင့်မလို့ဒီခန္ဓာ၅ပါးမှာအတ္တကလွှမ်းခြုံထားတယ်အနတ္တမဟုတ်ဘူးလို့ပြောတယ်ဘယ်သူကပြောတာလဲဆိုတော့သစ္စကပြောတယ်မြတ်စွာဘုရားရှင်အနတ္တလို့ပြောတယ်နော်ဒါနဲ့ကဘာသူကဘာသားတွေ32ပုံလုံးကဘုရုဝါဒကိုလိုက်တာဘုရုဟုတ်တယ်သစ္စကဝါဒကိုလိုက်တာသစ္စကဝါဒကိုလိုက်တာဒါဆိုဘုရုတပည့်ရောသစ္စကရဲ့တပည့်ပဲရောက်တယ်ဟုတ်ပြီလားရောက်တော့ကိုလည်းသစ္စကတပည့်ဖြစ်နေတာအဲ့ဒါဆိုအတ္တမရှိဘူး
တော့ကသစ္စကတပည့်မဟုတ်ဘူးဆိုရင်မေးတော့မယ်သစ္စကအတ္တသားနဲ့ကောင်းဆုံးလုပ်တယ်လို့ပြောထားတယ်အဲ့ဒါသစ္စကတပည့်ဆိုတော့မခံချင်ဘူးမခံချင်တာကအတ္တအဲ့ဒါဆိုရင်သစ္စကရဲ့တပည့်မဟုတ်ဘူးဆိုလို့ရှိရင်အတ္တပြုတ်ပြီလားလို့မေးမယ်ယန္နာမကြီးဖြစ်သွားပြီပေါ့အဲ့ဒါဆိုရင်သစ္စကရဲ့တပည့်ပဲပေါ့ဒါပဲရှိတာသစ္စကအဲ့လိုသဘောပြောတာလေဒါကြောင့်မလို့သူ့ကိုအဲ့နေရာဌာနမှာဘယ်သူမှညင်လို့မရဘူးလေလူတွေသဘောကိုကင်ပြီးပြောတာရောက်တော့ဒါကြောင့်မလို့သစ္စကဆရာတဆုပ်ပဲဒါမှလည်းလောကထွက်မြောက်တဲ့မြတ်စွာဘုရားရှင်နဲ့တွေ့လို့ရှုံးသွားတာဘယ်ဆရာမှသူ့ကိုရှုံးမပေးသေးဘူးဗုဒ္ဓနဲ့တွေ့မှရှုံးသွားတာဒီမှာပြောချင်တာကဦးဇင်းအခုပြောနေတာကဘာလဲအတ္တကိုပြောနေတာနော်အတ္တကိုပြောနေတာအဲ့ဒီအတ္တဝါဒရဲ့အမြဲတမ်းလွှမ်းခြုံနေတာကိုကဘာမှတစ်ခါတည်းရမှပွင့်တယ်ဖះတဆူပွင့်လာမှာဒါအမှားပါလို့ထုတ်ပြောတာဒါကြောင့်မလို့ယောဂီတို့အတ္တအသာလည်းအမြဲတမ်းလွှမ်းခြုံပြီးနော်ရေပြင်းတွေမှာရေမှော်တွေပိတ်နေတယ်လို့ပဲခဲလေးတစ်ခါကြာမှရေမြင်ရတယ်အဲ့ဒီခဲပြောက်သွားရင်ပြန်ပြီးဖုံးသွားတာပဲရေမှော်တွေပြန်ဖုံးသွားတာပဲအဲ့ဒါလိုသဘောဒါကြောင့်မလို့လေယောဂီတို့အချုပ်ပြောရင်အတ္တရဲ့အင်အားနဲ့အနတ္တအင်အားဘယ်ဟာပို့ပြီးတော့အင်အားကောင်းလို့အတ္တအင်အားကောင်းတယ်ဒါကြောင့်မလို့အတ္တဝါဒအတွန်းရှည်လွှမ်းမိုးထားတဲ့ကြောင့်အဲ့ဒီအတ္တဝမ်းနေတယ်အဲ့ဒီအတ္တကဝမ်းသာတယ်အဲ့ဒီအတ္တကစိုးရိမ်တယ်အဲ့ဒီအတ္တကပူပန်တယ်ပင်ပန်းဆင်းရဲတွေကိုဖြစ်စေတယ်ဟုတ်ပြီလားကျောင်းတို့ဒါအတ္တလွှမ်းခြုံနေတဲ့သဘောကိုပြောတာကဲအတ္တဘယ်ကပေါက်ဖွာလာလဲဆိုရင်ခုနကတော့အဝိဇ္ဇာကနေပေါက်ဖွာလာတယ်နော်အဲ့ဒီအတ္တရဲ့သဘောကထင်မှတ်မှားခြင်းရတယ်အဝိဇ္ဇာဆိုထင်မှတ်မှားတာထင်မှတ်မှားခြင်းရတယ်ပေါက်ဖွာလာနေကြီးကိုညက်အောင်နေလိုက်တယ်နေကြီးကိုညက်အောင်နေပြီးတော့အိုးလုံးတယ်ကဘာလုပ်လဲဆိုတော့အိုးလေးတွေလုပ်တယ်ဒီမြေကြီးတွေကိုအိုးလေးတွေအိုးပုံစံတွေလုပ်တယ်အဲ့ဒီအိုးပုံစံတွေလုပ်တဲ့ခါကျတော့အဲ့ဒီအိုးတွေကမခိုင်ဘူးဒါကြောင့်မလို့အိုးလုတ်ဖို့မှာထည့်ပြီးတော့ဖုတ်လိုက်တဲ့ခါကျတော့ရောက်တော့ခိုင်ခက်နဲ့နော်အယောင်တွေပါနော်ကြက်တဲ့နော်အယောင်တွေပါထွက်လာတယ်အဲ့ဒါမြေကြီးလို့ခေါ်မလားအိုးလို့ခေါ်အိုးလို့ခေါ်တယ်အဲ့တော့မေးတာအစလေဒီအိုးကဘာနဲ့လောက်တာလဲလို့မေးတယ်တကယ်ကျတော့မြေကြီးကပေါက်သွားတာဒါပေမဲ့မြေကြီးကအိုးကိုအကြောင်းပြုပြီးတော့သူ့နာမည်ကြားဟုတ်ပြီလားယောဂတို့ဒါကြောင့်မလို့ယောဂတွေနော်ဒီလူကအသားဖြူလားအသားမဲလားဒီလူကအရက်ရှည်လားရက်ပူလားမေးအဲ့တော့ဓာတ်လေးပါး32ခုတတ်တာနော်ပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ပဲထင်ရှားဒါကြောင့်မလို့ပုဂ္ဂိုလ်ဆိုတာဝေါဟာရပညာတည်းဝေါဟာရပညာတည်းနော်အဲ့ဒီယုံနာ32ခုတတ်တာတွေကပရမတ္ထတရားတွေအဲ့ဒီပရမတ္ထတရားတွေဟာအနတ္တအဲ့ခုနတော့ပုဂ္ဂိုလ်တွေကအတ္တဒါဆိုရင်ဘယ်ဟာပေါ်လွယ်နေလဲအတ္တပေါ်လွယ်နေအတ္တနဲ့ပဲကျင့်သုံးကြတယ်ဒါဆိုလို့ဆိုရင်လောကတစ်ခုလုံးဟာအမှားကိုကျင့်သုံးနေလားအမှန်ကျင့်သုံးနေလားဟုတ်ပြီလားယောအမှားကိုကျင့်သုံးတယ်အမှားကိုကျင့်သုံးတယ်ဥပမာဒီအိမ်တိန်ကို260 gram ထုတ်ပေးလိုက်တယ်အဲ့တော့ gram ထုတ်တဲ့လူကသူ260ပိုင်တယ်လို့မထင်မှတ်နေဘူးလားသူ10နှစ်မှသေသွားတယ်သူထင်မှတ်မှုကမှားလားမှားထုတ်ပေးတဲ့လူလည်းမှားနေပြီပြောလို့10နှစ်ပဲထုတ်ပေးရမှာ260ထုတ်ပေးတယ်ဘာလို့ဆိုတော့သူ10နှစ်ပဲခံတာအဲ့လိုဆိုလောကအမှားတွေဖြစ်မနေဘူးလား
အဲ့ဒါမျိုးဖြစ်နေတာကိုဘယ်သူကလုပ်တာလဲဆိုတော့အဲ့ဒီအမှားတွေအားလုံးကိုတောက်လျှောက်လုပ်နေတာဘယ်သူကလုပ်တာလဲအတ္တကြောင့်ယောဂတွေလွတ်မြောက်ရအောင်မရနိုင်ကဲကြည့်အောင်ဒါအတ္တကခြေလေပုံအတ္တကလွှမ်းခြုံထားပုံအတ္တအင်အားကောင်းပုံကိုဥစဉ်ပြောတာအဲ့ဒီမှာဥပမာနဲ့ပြောလိုက်တယ်ဟုတ်ပြီနော်ရပါလို့အိုးဆိုတာပညာဝေါဟာရနေကြီးကပရမတ္ထဒါပေမဲ့ပေါ်လွင်တာကပညာကပဲတွေ့တယ်နဲ့ပညာကပဲပေါ်လွင်တယ်နော်ယုံနံနဲ့နာမည်နဲ့ဆိုရင်နာမည်ပေါ်လွင်တယ်ယုံနံနဲ့တကြီးလေးပါပေါ်လွင်လားမပေါ်လွင်တဲ့ကြောင့်နော်သူ့ရဲ့ယုတ်ဟာဒီလူရဲ့ယုတ်ဟာအရရှိလားဒီလူဆိုတာဝေါဟာရပညာဒီလူရဲ့ယုတ်ဟာအရက်ပုလားအရက်တွေအရက်ပုတ်တယ်အရက်ရှိတာဒါပရမတ္ထတရားမဟုတ်ဘူးလားဒါပေမဲ့ဒီလူနဲ့ကပ်ပြီးမဲတယ်အသားဖြူလားအသားမဲလားဒီလူကအသားမဲလားအသားဖြူလားမဲအဲ့ဒါမဲတာဖြူတယ်ဆိုတာပရမတ္ထတရားမဟုတ်ဘူးလားဒါပေမဲ့ပေါ်လွင်လားပေါ်လွင်ဒါကြောင့်မလို့အတ္တပဲပေါ်လွင်နေတယ်ဒါကြောင့်မလို့ယောဂလို့ဆင်းရဲအတွန့်ရှင်နေတယ်ဆင်းရဲထွက်မြောက်အောင်မရထွက်မြောက်အောင်မရအဲ့တော့အဲ့လိုမျိုးပြပြီးတော့မြတ်စွာဘုရားရှင်ဒါအနတ္တပဲကွာမင်းတို့ပိုင်မဟုတ်ဘူးလို့ဆိုပေမဲ့ယောဂတွေတကယ်မကျင့်သုံးနိုင်ကျင့်သုံးနိုင်လားဆိုတော့မကျင့်သုံးနိုင်ဘူးအခုဦးစင်းကရထဘရကြောင့်မလို့ပဲစကားကိုပိုင်ပိုင်နေပြောနော်ပြောပြီးတော့ခါကျတော့ယောဂီတို့မေးလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ယုံနေနေရပိုင်လားမပိုင်လားလို့မေးရင်ဘယ်လိုဖြစ်မလဲမပိုင်ပေးလေမပိုင်လို့ဆိုထားခဲ့လေဘာလို့ယူသွားအဲ့တော့ပိုင်နေနဲ့ကျင့်သုံးတာလားမပိုင်နေနဲ့ကျင့်သုံးတာအဲ့တော့ကြောင့်ဗဇတ်ပြောဟာမပိုင်ဘူးလို့ပြောနေတယ်တကယ်လက်တွေ့မှာပိုင်နေနဲ့ကျင့်သုံးတာအဲ့ဒါကိုမြင်မှလို့မယ်အဲ့ဒါကိုမြင်မှလို့မယ်အဲ့လိုမျိုးယောဂတို့သဘောပေါက်သွားပြီးတော့ကဘာလုံးနေတော့နော်ဒါတွေကဘယ်သူမှပိုင်တော့မဟုတ်ဘူးဒါပေမဲ့အိတ်ထဲကဝတ်ဆံတော့မထွက်အောင်အဲ့ဒါရှင်းတော့ညင်ညွတ်လားညင်ညွတ်အဲ့တော့အနတ္တကလံတုတ်ကိုဟောမယ်ဆိုလို့ရှိရင်အဲ့ရစားမှာအဲ့တော့အနတ္တကလံတုတ်မှာလက္ခဏာ3ရပ်ရှိပါတယ်ဘယ်နည်းရတော့ပါမိကထောတဲ့လောကမှာအဲ့ဒီအတ္တရဲ့လက္ခဏာကပိုင်သူဆိုင်သူအစိုးရသူပတ်သက်သူရှိနေတယ်ယူတယ်ပိုင်သူဆိုင်သူအစိုးရသူပတ်သက်သူရှိနေတဲ့သဘောလောကမှာမြင်သမျှရုပ်တွေဆိုင်ရေးဆိုင်ခွဲပိုင်ရေးဆိုင်ခွဲပိုင်ရေးပိုင်ခွဲဆိုင်ရေးဆိုင်ခွဲရှိနေတယ်ဆိုင်ရေးဆိုင်ခွဲရှိနေတယ်ဒါပေမဲ့ရုပ်တွေအခုဆိုလို့ရှိရင်ဆိုင်ရေးဆိုင်ခွဲကိုနော်မိမိတို့လေပိုင်တဲ့တွေတောင်မှကျူးကျော်လို့မရတော့လေကိုကျူးကျော်လို့မရတာနော်ဘယ်သူကပိုင်တာတော့အတ္တပဇုံတယောက်တော့ပိုင်တာအဲ့လိုမျိုးသတ်မှတ်တာဟုတ်ပြီရောအဲ့လိုမျိုးသတ်မှတ်တာအဲ့ဒီပိုင်တဲ့သူတွေဟာလေအဲ့ဒီပိုင်တဲ့သူတွေကသူတို့ရဲ့နယ်ပယ်သူတို့ရဲ့အချုပ်ချာသူတို့ရဲ့အာဏာမှာသူတို့လုတ်ပိုင်ခွင့်ရှိတယ်လို့ပြောတယ်လုတ်ပိုင်ခွင့်ရှိတယ်အဲ့ဒါဆိုရင်ယောဂတွေအခုပုံနေတဲ့နေကိုမပူအောင်လုပ်ပါလားရအဲ့လိုပိုင်နေဆိုဟုတ်တယ်ရောငလင်လှုပ်သွားတယ်ဝိုင်းတက်တယ်အကုန်ပြိုသွားတယ်ပိုင်ရှင်ကြီးကဘာလုပ်နော်ပိုင်ရှင်ဒီတိုင်းထိုင်ကြည့်နေတာဟုတ်ပြီနော်ရောက်တော့သဘောတော်ပြောပြတာအခုဆိုလို့ရှိရင်ရောက်တော့ကိုလည်းကဘာပေါ်မှာကိုလှုပ်ချင်တိုင်းလှုပ်လို့မရဘူးအခုလက်ကဘောတက်ပြီးတော့ပိုင်းချနေတယ်ဘယ်နေရာငါပိုင်တယ်ဆိုပြီးတော့ရောက်တော့အမေရိကန်နဲ့တရုတ်နဲ့ကဘာလက်ကဘောတော့လှုပ်နေကြားတယ်မှာအဲ့တော့အတ္တရဲ့နယ်ပယ်ဟာအဲ့လိုဖြစ်တယ်ဒါပေမဲ့ရောက်တော့အတ္တရဲ့နယ်ပယ်ဟာအဝိဇ္ဇာကြောင့်စိတ်ထင်ရလုပ်ပေမဲ့တကယ်ရောက်တော့လက်လန်းမမိပါဘူးသဘောတရားနော်သဘောတရားပြောင်းလဲဖောက်ပြန်နေတဲ့တရားကိုလက်လန်းမမိပါဘူး
အဲ့ဒီသဘောကိုနော်မသိတဲ့အတွက်ကြောင့်ပိုင်ခွင့်ဆိုင်ရင်ဆိုင်ခွင့်ရှိတယ်လို့အဲ့ဒါလိုပြောကြတယ်နောက်တစ်ခါကျတော့ဗာလဲလေနော်အတ္တနေတော့အဝတဝတ်တဏ္ဍထဆိုတာအလိုစုအဝတဝတ်အလိုတရားတွေထုတ်လုပ်ပေးနေတယ်အဲ့ဒီအတ္တနေတော့ဆန္ဒတယ်အာတိတတယ်ထုတ်လုပ်ပေးတယ်တတ္တလောကတစ်ခုလုံးအောင်ရောက်ကြတယ်ဒီယုတ်နံတရားနဲ့ဥပဒိတေကိုငါပိုင်ငါဆိုင်ဆိုတွန်းမိုးထားလွန်မိုးပြီးလို့ရှိရင်လူဝင်ဆန္ဒအာတိတတွေကနောက်ဆက်တွဲပေါ်ပေါက်လာတယ်နောက်ဆက်တွဲပေါ်ပေါက်လာတယ်ဒီတဲ့ကောင်းတဲ့ကောင်းအောင်လုပ်ခြင်းနဲ့ခိုင်တဲ့ခိုင်အောင်လုပ်ခြင်းနဲ့အသက်ရှည်ခြင်းနဲ့အနာမဲ့ခြင်းနဲ့ရန်ကင်းခြင်းနဲ့ယုတ်ကရောနံကရောကိုရောက်ကြတော့ပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့ဂုံတရင်ကြည့်ခြင်းနဲ့အိုးအိမ်တိုက်တာအဆောင်အုံတွေကိုဒီတဲ့ချက်လို့လေရောက်ကြတော့အရင်တော့သွားနေတဲ့ရင်ရထားတွေအခုပိုကောင်းအောင်လုပ်ကြတယ်နောက်ထပ်ဘာစလုံးမလဲအတ္တလုံးမှာပဲမဟုတ်လားအတိုင်းတာမရှိအတိုင်းတာသတ်မှတ်ချက်မရှိတဲ့အထိသူတို့လုပ်နေပါပဲဒီဆန္ဒအတိတ်ပြည့်သွားတယ်ရပ်သွားတယ်လို့ရှိလားမရှိဘူးဆိုရင်သူတို့လုပ်နေမှာဒါကြောင့်မလို့ပိုင်ဆိုင်လို့တဲ့တို့ချစ်လို့တဲ့တနည်းအားဖြင့်နောက်ဆက်တွဲအာတိတဆန္ဒတွေဟာအတိုင်းတာအကန့်အသတ်မရှိပေါ်ပေါက်နေမယ်အဲ့ဒါအတ္တရဲ့လက္ခဏာတရားပဲပိုင်သူဆိုင်သူရှိနေတဲ့သဘောရဲ့ဆန္ဒအာတိတအဲ့ဒီပိုင်သူဆိုင်သူရဲ့ဆန္ဒအာတိတဟာနော်အတော့မတကန့်တတ်လို့မရတဲ့သဘောရဲ့အဲ့ဒါရတ္ထပါဠမှာပါရတ္ထပါဠသရုဒ္ဓဘာလို့ရဟန်းဝတ်တော်တယ်လေတဲ့ဘယ်တော့မှအလိုမပြေဘူးလေလူလောကဆိုတာဒါပေမဲ့မြတ်စွာဘုရားဆန္ဒမြတ်စွာဘုရားရှင်သာနာတော်မှာအလိုကင်းရနိဗ္ဗာန်ကိုတဲ့လိုချင်လို့သွားတာယဟန်ပြစ်လိုက်တာအဲ့မှာပါတယ်နောက်တစ်ခါကျတော့ကြောက်ကြရည်မိလန်နာမင်းနဲ့ရှင်နာကသိန်းနဲ့မိမြန်ခမ်းမှာပါတယ်မိလန်နာမင်းကြီးဆိုတာဒီလောကမှာပညာဘုဒ္ဓရပြည့်စုံပြီးတော့သူ့လို့တိုးတက်လို့မရှိဘူးဆိုတော့မမနာထောင်လွှားနေတဲ့မင်းဒါကြောင့်မလို့ရှင်နာကသိယဟန္တာလေပေါ်ထွန်းလာတယ်အဲ့ဒီမှာမဲလိနာမင်းကနေပြီးတော့ရှင်နာကသိကိုမေးတဲ့အခါဘွဲအမည်ဘယ်လိုခေါ်ပါသလဲလို့မေးတယ်အဲ့ဒါလို့မေးတော့နာဂသေနလို့ခေါ်ပါတယ်ဒီခန္ဓာမှာနာဂသေတာဘယ်နေရာမှာရှိလဲလို့မေးတယ်ခေါင်းထဲမှာလားခြေလက်ထဲမှာလားဘိုက်ထဲမှာလားမေးတော့ရှင်နာကသိပြတ်လို့ရလားမရဘူးဒါကြောင့်မလို့ရှင်နာကသိကိုမမှန်တာကိုပြောတယ်ဆိုတော့မုဒ္ဒဝါဒနဲ့ဆွဆွဲတယ်ဟုတ်ကဲ့သူမေးတာပုဂ္ဂိုလ်တ attva အတ္တကိုမေးလိုက်တာမဟုတ်လားရှာခိုင်းတော့ဘယ်မှာရှာခိုင်းတော့ပုဂ္ဂိုလ်တ attva အတ္တမှာရှာအတ္တနဲ့ပုဂ္ဂိုလ်တ attva ကိုမေးတာမဟုတ်လားဝဲမြင်ပုဂ္ဂိုလ်တ attva ပဲနာဂသေနအမည်ဘယ်လိုခေါ်တယ်လဲလို့မေးတော့နာဂသေနလို့ဖြေလိုက်အဲ့ဒီနာဂသေနဘယ်မှာရှိတာလဲလို့မေးခေါင်းထဲမှာလားပိုက်ထဲမှာလားခြေထောက်မှာလားလက်မှာအဲ့လိုမေးအဲ့တော့ပြလို့ရလားမရတော့ရောက်ကြရည်အဲ့ဒါကိုလိန်ပြောတယ်ဆိုပြီးတော့ဆွတ်ဆွဲပြီးတော့အမှန်တော့ပညာတိုင်တာပေါ့နော်အဲ့ဒါလိုဆိုတဲ့ခါကျတော့အဲ့ဒါလိုမျိုးဆိုတော့မဲလနာမဲဟာအတ္တကိုမဲပြီးနော်ပရမတ္ထသဘောမှာသွားပြီးတော့ရှာခိုင်းတာပရမတ္ထတရားထဲမှာအတ္တရှိတယ်မဟုတ်ဘူးအတ္တအထင်မဲ့လေဟုတ်ပြီလေဘလို့သူ့လိုပဲပြန်ပြီးတော့ရှင်နာကသိကလည်းပညာရှိတာပဲယဟန္တာပဲကြောက်လို့ဒါကြောင့်မလို့ပြန်ပြီးမေးလိုက်မင်းကြီးဘာနဲ့လာတော့မမေးယ
ယထာနဲ့လာတာယထာဘယ်ဟာတော့လဲဝင်ရောယထာလားဘိုင်းရယထာလားမဲတော့ယထာဆိုတဲ့စကားလုံးပဲမမရှိတာမရှိဘူးနော်မရှိတဲ့ခါကျတော့မင်းကြီးကမုဒ္ဒဝါဒကံသုံးတယ်ပြန်ဆုပ်ဆုပ်လိုက်အဲ့တော့ယထာဆိုတာအကုန်လုံးစုပေါင်းထားတော့ပြောတော့မလားအခုတော့တစ်သားမှလိုက်ရှာခိုင်းတဲ့ယထာကိုရှိလာရောနော်ဒါဆိုလို့ရှိရင်ဒီအမေးဖြေမှာနော်ရှင်နာကတယောမဲနေတာမင်းဟောဟာရကတော့ပညာရှိတယ်ဟုတ်ပြီကြလို့ဒီနေ့လောကဝဟဟာရအနေနဲ့ကျင့်သုံးနေတာအတ္တကကျင့်သုံးနေတာဖြစ်တယ်ဒါပေမဲ့အဝိဇ္ဇာအဟုတ်တကယ်အခိုင်အမာအမြဲတမ်းရှိတယ်လို့အဲ့လိုမျိုးယူဆပြီးတော့ယူဆတဲ့အတွက်ကြောင့်ရုပ်တွေနော်ဆွေလန်းခြင်းပူပန်ခြင်းမပြည့်စုံခြင်းဆိုတဲ့တရားတွေပေါ်ပေါ်လာဟုတ်ပြီလားလို့ဒါကြောင့်မလို့အတ္တရဲ့ဝိသေသလက္ခဏာတွေမှာခုနတော့နံပါတ်1အတ္တဘယ်ပေါက်တော့ဘယ်သူကြောင့်ပေါ်လာတာတော့အဝိဇ္ဇာဘယ်သူကြောင့်ပေါ်လာတော့အဲ့ဒီမှာယောဂီတို့ရေနော်အဲ့ဒီအဝိဇ္ဇာတရားတွေဟာနော်မူလပိဇ္ဇဘရဝပိဇ္ဇတတ်တယ်အဲ့ဒီဘရဝပိဇ္ဇဆိုတာဘရဝပိဇ္ဇတတ်တယ်လည်းရောက်တယ်ကမ္မနိယမပိဇ္ဇနိယမတွေနဲ့ပြုတ်ပြီးတော့ပေါ်ပေါက်တယ်နော်ဒီအဝိဇ္ဇာတတ်တွေကိုနော်ဒါအဝိဇ္ဇာပဲဒါအတ္တပဲလို့ယောဂီတို့ရေဘုရားရှင်နဲ့အရိယတဝကမပေါ်မထွန်းမချင်းအမှန်လို့ပဲယူလိုက်မယ်အမှန်လို့ပဲယူလိုက်မယ်ဟုတ်ပြီလားယောဂီတို့အဲ့လိုမျိုးအမှန်လို့ယူပြီးတော့ပိုင်ဆိုင်မှုကိုနော်အဟုတ်တကယ်လို့ယူပြီးတော့ပိုင်သူဆိုင်သူအစိုးရသူပတ်သက်သူဖြစ်သွားတာတကယ်တော့ဒီမှာခြံကွက်တွေရှိတယ်အဲ့ဒီမှာခြံစည်းရိုးတွေထည့်ထားတယ်ပိုင်ရှင်ရှိသည်လို့ရေးထားတယ်နော်ဒီမြေကွက်ကသူပိုင်လို့ပြောတယ်အဲ့ဒီပိုင်ရှင်တည်သွားတော့အဲ့ဒီမြေကွက်ကသူနဲ့တူပါသွားလားဒါဆိုရင်သူပဲပိုင်မှာသူပဲပိုင်မှာတကယ်ပရမတ်တရားရမပိုင်ဘူးနော်ဒါပေမဲ့ပိုင်နေတယ်လို့ထင်ထားတယ်အဲ့ဒီထင်တဲ့အထင်နဲ့ပဲစိုးရင်ချင်းပူပန်ခြင်းမတန်ရာခြင်းကြောင့်ရောက်ကြလေနော်ဒီမှာလာကြည့်ရတာပေါ့နော်ပူပန်ရတာပေါ့နော်ဟုတ်ပြီလားရောက်လို့အဲ့တော့ပိုင်ရင်ပိုင်ခွင့်တွေကိုပဲရောက်ကြလေရောင်းကြဝယ်ကြဖောက်ကားကြတာမဟုတ်ဘူးလားဘလို့ရောင်းကြတော့စာရွက်ပေါ်မှာရောက်တာဒီပိုင်ရင်ပိုင်ခွင့်တွေကိုပဲမင်းပိုင်နဲ့ပိုင်ရင်ပိုင်ခွင့်ကိုနောက်တစ်ယောက်ကိုရောက်တာဘယ်ပေါ်မှာရောက်တာလဲမြေကြီးမှာရောက်တာလားလက်ဖက်ဆိုင်မှာရောက်တာလေအဲ့ဒါစာရွက်ပေါ်မှာရောက်တာပေါ့ရောက်ကြလို့မြေပေါ်မှာချစ်ပြီးရောက်လိုက်တာလေပိုင်တဲ့လူကယူသွားတော့မဟုတ်ပဲဒီမြေခွင့်က46ချက်ရှိအဲ့တော့ပတ်စံချေဒါမင်းယူသွားတော့လို့ယူလို့ရတာမဟုတ်ပဲဒါဆိုလို့ရှိရင်ဆိုင်ရင်ဆိုင်ခွင့်ပေါ်ပဲရောက်တာအတ္တကိုပဲရောက်တာအတ္တကိုပဲရောက်တာပဲတကယ်တကယ်ကျတော့သူတို့ပိုင်လားပိုင်မပိုင်ဘူးရောက်တယ်တကယ်တကယ်မပိုင်မနဲ့အဲ့တို့မျိုးပိုင်တယ်လို့ထင်ထားတာဟောကရောက်တယ်ပိုင်တယ်လို့ထင်ပြီးတော့ဝယ်လိုက်တဲ့နေပြီးတော့နော်ပူပန်ရတာရှိတယ်ဝမ်းမြောက်ရတာရှိတယ်ဈေးတက်ရင်ဝမ်းမြောက်တာပေါ့လေရောက်ကြတယ်ဈေးကျရင်တော့ဝမ်းနေရတာပေါ့နော်ဘသူကလုပ်တာတော့အတ္တပဲမြေကြီးကလုပ်တာလားမြေကြီးကအချိန်တန်မျက်ပေါက်ပါဒါသူ့လုပ်ပဲလေရောက်တော့ဒါကြောင့်မလို့လေအတ္တရဲ့သဘောဟာရောက်တော့အဲ့ဒီပိုင်ရင်ပိုင်ဝဲဆိုင်ရင်ဆိုင်ဝဲဖြစ်လာတယ်မြမပြည်မှာရောက်အမြတ်ဒီလူပြည်မှာပိုင်တာမဟုတ်နော်နတ်ပြည်တွေမြမပြည်မှာလည်းပိုင်ရင်ပိုင်ဝဲနေရှိဗိမ္မာန်နေရှိတယ်အဲ့ဒီဗိမ္မာန်တွေကရောက်တော့နတ်မင်းတွေပိုင်တဲ့ဗိမ္မာန်တွေဟိုဘက်ဗိမ္မာန်နဲ့ဒီဗိမ္မာန်နဲ့ရောက်တော့နော်တကောဣတိပါရှင်နေတာ
အချမ်းရနဲ့ရှင်နေတာအကျေဝန်းနေရှင်နေတာအခမ်းအနားတွေရှင်နေတာဘယ်သူကရှင်တာတော့အတ္တပဲရှင်နေတယ်ဥယျာဉ်ပန်းမှန်နေရှင်ကြတယ်တလိษံရဲ့နယ်ပယ်မှာရောပိုင်သူဆိုင်သူမရှိဘူးလားရှိတယ်ရောက်လို့ဒီဘလန်းခွေးရဟိုဘလန်းဟိုလန်းမသွားအောင်ဝိုင်းကြိုက်တယ်ဝိုင်းကြိုက်တယ်ဒီဘလန်းခွေးဟိုဘလန်းသွားရင်ဘာလို့ဝိုင်းကြိုက်တယ်နော်အေးဒီကောင်းလေးလာရင်လည်းဒီဘက်ကကြိုက်မှာအဲ့ဒါဘယ်လိုခိုင်းတာလဲအဲ့ဒီအတ္တရဲ့သဘောကြောင့်အစွဲတွေဖြစ်ရတယ်အဲ့ဒီအစွဲတွေကြောင့်ဆင်းရဲရတယ်ဆိုတာကိုသမုဒိယနဲ့ဒုက္ခဖြစ်ပုံအဲ့ဒီပုံမှာအခြေစိုက်တယ်အဲ့ဒီပုံမှာလုံးဝနော်အခြေစိုက်ပြီးပေါ်ပေါက်နေတယ်အတ္တရဲ့သဘောဟာခုနတော့နော်ကမ္မတတိပိဇတ်တဲ့ကြောင့်ပေါ်ပေါ်လာတဲ့ကြောင့်လူတိုးချင်းစီမှာဖြစ်တာတိုးစင်းတယောက်ချင်းစီမှာရှိတယ်အဲ့ဒီတိုးချင်းတယောက်ချင်းအတ္တပေါင်းစည်းပြီးတော့ရောက်ကြတယ်မိသားစုတစုရဲ့အတ္တဖြစ်တယ်မိသားစုတစုရဲ့အတ္တနဲ့ဆွေမျိုးစုတစုရဲ့အတ္တဖြစ်တယ်ဆွေမျိုးစုတစုရဲ့အတ္တနဲ့လူမျိုးနွယ်တွေရဲ့အတ္တဖြစ်တယ်ဦးဇင်းတို့နိုင်ငံဆိုအတ္တပိုများတော့နော်ဘာလို့ဆိုလူမျိုးစုတွေများတာနော်အတ္တပိုများတော့ရောက်ကြတော့အစွဲပိုများတာပေါ့ပြိပခပိုများတာပေါ့နော်ဒါကြောင့်မို့သူတို့တွေကရောက်ကြတော့အဲ့ဒီအတ္တပိုင်ဆိုင်မှုတွေကိုအကြောင်းပြုပြီးတော့ရောက်တယ်အကံရံတွေဒတိုင်းတွေအဆောင်တွေစောင့်ကြည့်ကင်မရာတွေအဲ့လိုမျိုးနင်းညံမပြတ်စောင့်ကြတယ်ဥပဒေရအခိုင်အမာဖြစ်အောင်လဲစာရွက်တွေလောက်ကြတယ်စာရွက်တွေတွားပြီးလောက်ကြတယ်ရွှေပြောင်းနိုင်တဲ့ရွှေငွေကြောက်တံပရမများတွေကိုလည်းရောက်ကြတော့ပိုင်ဆိုင်အောင်အတ္တအကျိုးစားတယ်ဒီပစ္စည်းတွေကိုမထိခိုက်အောင်နိကတက်တာတွေအာမခံတွေဗန်တွေမှာထားကြတယ်ဒါကြောင့်မလို့ယနေ့ခေတ်မှာအတ္တရဲ့သဘောကိုအခြေခံတဲ့လုပ်ငန်းဟာအာမခံလုပ်ငန်းဟုတ်တော့မသူကဒီဥစ္စာကိုနော်ပိုင်နေဆွဲလန်းတယ်ပိုင်နေဆွဲလန်းတယ်ဒါကိုပျောက်ပြက်မှကြောက်တယ်ပျောက်ပြက်မှကြောက်အဲစီးပွားရေးလုပ်ငန်းတစ်ခုကဘာဖြစ်လာလဲဆိုတော့အေးမင်းငါအာမခံတယ်ဒါပေမဲ့ငါအာမခံတဲ့အတွက်ကြောင့်အမခံခြင်းငါ့ကိုပေးတယ်အမှန်ဘာမဆိုင်ဘူးရောမဆိုင်ဘူးအမခံလုံကတကယ်တွေ့ကြည့်ဘာမှမခံဘူးသူ့အသက်ကိုသူအမခံတယ်ရုပ်ကတော့ပြောပြတာနော်အသက်အမခံလုံကမှာအဲ့ဒီပန်ရှင်ကအသက်မခံမထားဘူးသူသိတယ်လေအဲ့ဒီကအသက်အမခံပန်အသက်အမခံပန်ရှင်ကအသက်အမခံဘယ်တော့မထားဘူးဘာဖြစ်လို့လဲဆိုတော့ရောက်ကြရအတလူကြီးပေးရတော့ပြန်ရလားအဓိကဘာလဲဆိုတော့ရောက်ကြရပတ်စံမပေးနဲ့ကိုယ့်ကိုစောင့်ရှောက်နေနေအဲ့ဒါအမခံမယ်တကယ်တော့အမခံတယ်ဆိုတာသူတို့အမခံရလားကိုယ့်ကိုစောင့်ရှောက်ရတာမဲစောင့်ရှောက်နေပါငါ့ကိုအမခံခြင်းသွင်းပါအဲ့လိုပြတဲ့ပုံမျိုးနော်မဲစောင့်ရှောက်နေတယ်နားကိုရအမခံခြင်းလာသွင်းပါအဲ့လိုဆိုတော့ရောက်ကြရတရားပါမှာဒါကြောင့်မလို့ရောက်ကြတယ်အဲ့အမကပိုင်ရှင်ရဘယ်တော့မှသူအမကမထားဘူးသူသိတယ်ဒါကြောင့်မလို့လည်းဘယ်ပေါ်မှာမေးပြီးဖြစ်တာလဲတဲ့ရောက်ကြတယ်အတ္တပေါ်မှာမေးပြီးတော့ဖြစ်တာဟုတ်လဲရောက်လို့အတ္တပေါ်မှာမေးဖြစ်တာပဲအဲ့ဒါကြောင့်သူ့ရဲ့နော်နောက်တစ်ခါကျတော့ကိုယ်ကာယအလှတော့အတ္တရဲ့နယ်ပယ်မြင့်မားလို့အမကလုံကလည်းမြင့်မားလာတယ်အလှဂီတစာပေအတန်တီထွင်မှုဂုံတရင်စသည်ပါလာတယ်စသည်ပါလာတယ်ဥပမာဆိုလို့ရှိရင်ရောက်ကြတဲ့မော်ဒယ်တို့မင်းသမီးတွေသူတို့မှန်သူတို့နော်လေ့ကျင့်ပြီးတော့နော်ကိုယ်ကာယလှအောင်လုပ်တယ်ဒါပဲနဲ့ရောက်ကြရအမကတော့ထားတယ်သူတို့ရဲ့ကိုယ်ကာယအလှအမကတော့ထားတယ်အဲ့တော့ကိုယ့်ကိုလိုရတော့မဟုတ်လားဒါကြောင့်မလို့လေရုပ်ကလေးအဲ့ဒီအတ္တပိုင်ဆိုင်မှုဟာအသုံးမတတ်နိုင်အောင်ဖြစ်ပြီးတော့ပိုင်သူဆိုင်သူအစိုးရရှိသူအဲ့ဒီအစိုးရရှိသူပါပဲအဲ့ဒီအတ္တနဲ့စိုးရင်ချင်းပူပန်ချင်းမตายရချင်းအလိုမပြည့်
မတန်ရခြင်းပူဆွေးခြင်းသဘောကိုတက်ရောက်တယ်တဲ့ဒါကြောင့်မလို့လောကမှာစိုးရင်ခြင်းပူပန်ခြင်းငိုကြွေးခြင်းတွေလက်သက်တရက်ခံပါတော့အဲ့ဒီအတ္တကအတ္တရဲ့နောက်ကဘာလို့ပါလဲအဝိဇ္ဇာအလိုလိုလိုက်ပါခြင်းသဘောဆိုတော့ကတော့ရောက်လို့အဲ့ဒီအတ္တကနေပြီးတော့ဆန္ဒတွေကအသောမတတ်အောင်ဖြစ်သွားတယ်ဒီနေ့ကမ္ဘာပေါ်မှာအဲ့ဒီဆန္ဒအာသီသတွေကြောင့်အဲ့ဒီဆန္ဒအာသီသတွေကြောင့်ခေတ်စနစ်တွေပြောင်းလဲလာပြီးအဆောင်အုံတွေတိုးချဲ့လာတယ်အမျိုးမျိုးသောဆိုင်ခွင့်တွေပေါ်ပေါ်လာတယ်နော်အထူးသဖြင့်ပေါ့နော်ကာမောအာယုံခံစားမှုတွေဟာနော်စားသမှုအပါဝင်ခံစားမှုအကုန်လုံးဟာရောက်ကြလို့နော်နှစ်စင်လိုက်နော်မော်ဒယ်လိုက်အခုမော်ဒယ်တွေပြောင်းထုတ်တာအလိုမပြည့်လို့အလိုမပြည့်လို့အလိုဆန္ဒတိုင်းဖြစ်အောင်ဆိုပြီးတော့လုပ်တာမဟုတ်လားအခုမော်ဒယ်ကထုတ်တဲ့ကောင်တွေပဲမော်ဒယ်မျိုးပြောင်းလာတာတခြားပစ္စည်းတွေလည်းအကုန်လုံးပြောင်းတာပဲမဟုတ်လားဘာဖြစ်လို့လဲဆိုတော့ယောဂတို့လူဝင်ဆန္ဒအတိအသဆိုတော့ယောဂတို့ဒါကိုသုံးဆွဲလိုက်ရိုးသွားတာအဲ့ဒီကကြရင်အသစ်ဆန်းလို့ကျင်တယ်ဒါအဝိဇ္ဇာအတ္တရဲ့သဘောဘလုံးသမားတယောက်ကအင်တာဗျူးမှာကြားလိုက်တယ်အင်တာမီလန်လာမသိဘူးဘလုံးသမားတယောက်အင်တာဗျူးမှာကျွန်တော်ကလည်းအိမ်တော်တစ်နှစ်တည်းပုံကြောက်တစ်နှစ်တည်းပုံထားဘူးဒါလည်းယောဂတွေအဲ့လိုမျိုးအတ္တရဲ့နောက်မှာမဟုတ်လာတဲ့လူရင်ဆန္ဒအာသီသမဟုတ်လားဒါကြောင့်မလို့လေယောဂတွေဒီအတ္တလူရင်ဆန္ဒအာသီသကြောင့်ကဘာစစ်တွေနော်လူပေါင်းဖွဲ့စည်းတွေ generation တွေပျက်စီးသွားတယ်အခုလေယောဂတွေတာဆုံးနေတာတယောက်နဲ့တယောက်အတ္တဆန္ဒလူရင်ဆန္ဒလောဘတက္ကရာတွေအခုချင်းပဲရှင်ပြိုင်နေတာမဟုတ်ဘူးလားရှင်ပြိုင်လာပြီဆိုလို့ရှိရင်အခုဦးဇင်းတို့ပြောချင်တာကအဲ့ဒီလူဝင်ဆန္ဒအာသီသတွေမရောက်ပါဘူးတနေ့မဟုတ်တနေ့ဖြစ်လာမှာဟုတ်လားသူတို့ရဟန္တာတော့မဟုတ်ဘူးထိန်းချုပ်မဲ့လူလည်းမရှိဘူးနော်ဖောက်ပြန်ဖြစ်တဲ့နေ့အဲ့လိုနီးဖြစ်တဲ့အတွက်ကြောင့်ရောက်ကြရတချို့ကဘာပေါ်မှာအဲ့ဒီလူအဖွဲ့အစည်းတွေပျက်စီးသွားတဲ့ဒီနေတွေနှစ်ပေါင်း2သန်း3သန်းတော့အဲ့လိုမျိုးနေရာကလူအဖွဲ့အစည်းတွေကိုပြန်တွေ့နေရတာအဲ့ဒီအဖွဲ့အစည်းတွေအစုလိုက်ပြုံလိုက်ဘာလို့တည်သွားတာလဲအဲ့ဒီအာတ္တဆန္ဒတွေပဋိပက္ခတွေဖြစ်ပြီးစစ်ပွဲတွေဖြစ်ပြီးပြီးပါကြတာနော်ရာဇဝတ်ဖောက်ပြန်တို့ဖြစ်တာတဲ့အဲ့ဒီဖောက်ပြန်မှုနော်စစ်ပွဲတွေကြောင့်တည်တာများတယ်နောက်တစ်ခါအမြဲမပြတ်ပြုတ်ပြင်နေမယောင်ရဲမတင်းနိုင်တဲ့သဘောဟာသင်္ခရတောဆိုတဲ့အမြဲတမ်းပြုတ်ပြင်ပြောင်းလဲတယ်လူကြိုက်များအောင်လုပ်တယ်အမြတ်ဆုံးများအောင်လုပ်တယ်ပုံမှန်တာမျိုးမျိုးထူးဆန်းအောင်လုပ်တယ်ဒါကြောင့်မလို့တနေ့တခြားပုံသဏ္ဍာန်မျိုးမျိုးပြောင်းလဲအောင်လုပ်တယ်အသောမတအောင်ဖန်ဆင်းပေးတယ်ဒါဆိုလို့ရှိရင်ယောဂတို့အဝိဇ္ဇာကြောင့်အတ္တဖြစ်တယ်အတ္တကြောင့်ပိုင်ဆိုင်သူဖြစ်တယ်ပိုင်ဆိုင်သူဖြစ်တဲ့ဆန္ဒဖြစ်တယ်ဆန္ဒဖြစ်တဲ့အတွက်ကြောင့်သင်္ခါရဆိုတဲ့လှုပ်ဆောင်ချက်တွေဖြစ်တယ်အသောမတအောင်လုပ်နေရနေပြီးတော့တန်ត្រာရှိသွားတာမဟုတ်လားဒါကြောင့်မလို့လေအဲ့ဒီအတ္တကြောင့်သာလေအမြဲတမ်းနဲ့နော်လူရင်ဆန္ဒဖြစ်ပေါ်ခြင်းပြုပြင်ဖန်တီးခြင်းဖြင့်ဆိုရင်ချင်းပူပန်ခြင်းငိုကြွေးခြင်းတို့ဖြင့်တဲ့ဆင်းရဲတို့သည်အသောမတပေါ်ပေါရလေလို့မြတ်စွာဘုရားရှင်သည်ကောင်းစွာဟောကြားတော်မူလေတော်တည်းမြတ်စွာဘုရားရှင်ပွင့်ထွန်းလာတဲ့အခါကျတော့အဲ့ဒီဓာတ်ကြီးကိုအဲ့ဒီအဝိဇ္ဇာအတ္တဓာတ်ကိုသမသမုဒ္ဒဘုရားရှင်တွေကထောက်ပြတယ်ဆိုတော့ဘယ်လိုထောက်ပြတာတော့လဲအဲ့ဒီသဘောတွေကိုမှီပြီးတော့စိုးရင်ချင်းပူပန်ချင်းငိုကြွေးခြင်းတွေဖြစ်ပုံကိုသစ္စာမှာထည့်ပြီးဟောတယ်စိုးရင်ချင်းပူပန်ချင်းငိုကြွေးနေတာနော်သဘောလက္ခဏာသဘောအတိုင်းဖြစ်နေတာမဟုတ်ဘူးအယူဆမှားကြောင့်ဖြစ်တာလေဒီနေ့လောကမှာရောက်ကြတယ်ပြိပခတ်တွေစိုးရင်မှုတွေပူပန်မှုတွေထိတ်လန့်မှုတွေအခုအစဉ်ပြတာတော့ကဘာမှာသူ့အတူနော်
ဥဒုရာသီတွေချိန်ခွင်ရှာကြောင့်ပြောင်းလဲတဲ့ပေါက်ပြန်မှုနေလူတွေရဲ့အလိုတိုင်းအသုံးမတတ်နိုင်လို့နော်ပြုပြင်ဖန်တီးပြီးတော့ပြိပက္ခဖြစ်တာကပိုများတယ်ပိုများတယ်အဲ့ဒီပြိပက္ခတွေကြောင့်ဆုတ်ယုတ်ကုန်တာဆုတ်ယုတ်ကုန်တာဒါကြောင့်မလို့ရောက်ကြလို့ဘုရားရှင်တွေကအဲ့ဒီပြိပက္ခတွေကိုငြိမ်းဖို့အတွက်ဆင်းရဲပူပန်ခြင်းတွေကိုချုပ်ငြိမ်းဖို့အတွက်အကြောင်းတရားကိုရှာတဲ့အခါမှာအဲ့ဒီအတ္တကိုပတ်တွေ့တာအဲ့ဒီအဝိဇ္ဇာကိုပတ်တွေ့တာဒါကြောင့်မလို့မြတ်စွာဘုရားရှင်ဟာဘုရားတဆူတဆူပွင့်လာတဲ့ခိုင်ကြမှာအဲ့ဒီအနတ္တသဘောကိုပြပြီးအတ္တကိုထင်ရှားအောင်ပြတယ်အတ္တရောက်ရရင်ဘာနဲ့အလန္တရတူလဲဆိုတော့နော်အမိဝါပေါက်ဖွာလာတဲ့အချင်းတူတယ်အဲ့ဒါလိုပါလာတဲ့အတွက်ကြောင့်ရောက်ရရင်အမိဝါပေါက်ဖွာလာတဲ့တတ္တဝါကိုနော်ငငယ်တော့တန်တန်ချက်နော်ငငယ်တော့ကဲနော်ဝမ်းစောရမွေးပွေးလိုက်တော့တန်ဟာတေတမန်တရဆုံးပျောက်သွားတာမရှိဘူးမပျောက်ဘူးနော်အဲ့ဒါလိုပဲရောက်တော့အဲ့ဒီအဝိဇ္ဇာအတ္တကြောင့်ပေါ်လာတဲ့တတ္တဝါဟာပျောက်ရိုးထုံးစံမရှိဘူးအဲ့ဒီတိုင်းသွားတယ်တရားပါဖြစ်သွားတယ်ဒါပေမဲ့ဘုရားရှင်တဆူတဆူပွင့်လာတဲ့ခါမှာအဲ့ဒီပါလာတဲ့နော်အချင်းနဲ့တူတဲ့အဲ့ဒီအဝိဇ္ဇာအတ္တတကိုပယ်ဖြောက်ဖို့နိစနစ်တွေပေါ်ကြတယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကနေပြီးတော့ရောက်ကြတယ်ဒီအဝိဇ္ဇာအတ္တနော်တက္ကရာကိုမှီးပြီးတော့ကာမတဏဘဝတဏဝိဘဝတဏတွေပေါ်ပေါက်တယ်အဲ့ဒီတဏှာတွေကြောင့်အလိုမပြည့်တဲ့အခါနော်တောကပရိဒီဝါတွေပေါ်ပေါက်တယ်ဆင်းရဲတွေပေါ်ပေါက်တယ်အဲ့ဒီဆင်းရဲတွေကိုမြတ်စွာဘုရားရှင်ကဒုက္ခသစ္စာလို့ခေါ်လိုက်တယ်အဲ့ဒီဆင်းရဲတွေကိုဖြစ်စေတဲ့အစွဲတွေကိုသမုဒိယသစ္စာလို့ခေါ်လိုက်တယ်အဲ့ဒီသမုဒိယသစ္စာတွေရဲ့ခေါင်းဆောင်ဟာဘယ်လိုလဲအဝိဇ္ဇာအတ္တပဲဟုတ်ပြီတရားမလို့ဒါကြောင့်မလို့အဲ့ဒီအဝိဇ္ဇာအတ္တဒီသမုဒိယတွေကိုပယ်ခွာတယ်ဆိုလို့ရှိရင်ဒီဆင်းရဲတွေငြိမ့်မယ်လို့မြတ်စွာဘုရားရှင်ဟာလက်တွေ့မျက်တွေ့ပြတယ်ဒါကြောင့်မလို့ဆင်းရဲချုပ်ငြိမ်းရအကျင့်တွေပေါ်လာတယ်ဆင်းရဲချုပ်ငြိမ်းရအကျင့်တွေပေါ်လာတယ်အဲ့ဒီဆင်းရဲချုပ်ငြိမ်းရအကျင့်တွေပေါ်လာတဲ့အခါမှာရောက်တော့ဆင်းရဲချုပ်ငြိမ်းရအကျင့်ကိုလေးလာလိုက်စားနော်အစွဲပယ်ဖြောက်ရေးလမ်းကြောင်းပေါ်ရောက်လာတယ်သူတွေကိုမြတ်စွာဘုရားရှင်ဟာအစွဲပယ်ဖြောက်ကုန်ခန်းချုပ်ငြိမ်းရေးအလင်းကုန်ခန်းရေးအတွက်ဆိုပြီးတော့ဒီအတ္တကိုပယ်ဖြောက်နိုင်ဖို့အတွက်အနတ္တသဘောဝကိုဟောကြားတော်မူတယ်ဒါကြောင့်မလို့ယောဂရရဲ့အနတ္တသဘောဝမှာပိုင်ဆိုင်သူမရှိဘူးဒီလောကမှာမြင်နေတဲ့နော်လောကသဘောကြီးတစ်ခုလုံးမှာပိုင်ဆိုင်သူမရှိဘူးလို့မြင်တယ်အတ္တနဲ့ဆန့်ကျင်ဘက်မြင်တယ်ရေမြေတိုက်တာအိုးအိမ်တိုက်တာရေမြေတွေအဲ့ဒါတွေကိုကြည့်မယ်ဆိုရင်အရိယာတို့ရဲ့ဉာဏ်မြင်ရပိုင်သူဆိုင်သူမရှိဘူးဒီတိုင်တွေခြံစည်းရိုးတွေလောက်ထားတယ်အဲ့ဒီပိုင်ရှင်တွေကရောက်ကြလို့သူတို့တည်သွားရင်မိစက်တဲလည်းယူသွားလို့မရဘူးရောက်ကြလို့ကိုယ်ထဲလည်းယူသွားလို့မရဘူးဒီပစ္စည်းတွေထားခဲ့ရမဟုတ်လားထားခဲ့ရတယ်အဲ့ဒီအတ္တသဘောကအဲ့ဒါလိုမျိုးမဖြစ်စေဘူးဆိုပြီးတော့ရောက်ကြလို့တချို့တည်တဲ့သူတွေတည်တဲ့ထဲမှာရောက်ကြလို့ပစ္စည်းတွေထည့်ပေးတယ်မှန်လားပါသွားတာသူတို့သုံးဖို့အတွက်ဆိုပြီးတော့ပစ္စည်းတွေဟိုဗီဒီယိုဖိုင်တစ်ခုမှဆိုရင်မောကြတာမော်တော်ကားကထည့်ပေးတယ်မော်တော်ကားကထည့်ပေးတယ်ဟုတ်လဲဟုတ်တော့မော်တော်ကားထည့်ပေးတော့ဟုတ်ပြီလေဘုဘလောကကျတော့ဘယ်သူကပြင်ပေးမှာအဲ့မော်တော်ကားဘယ်သူကပြင်မှာဟုတ်ပြီလေရောက်တော့အမှန်တော့မပါပါဘူးသူထင်နေတာကအတ္တရဲ့ဝါဒအတ္တရဲ့အယူဆမတင်းတိမ်ဘူးအလွန်ချစ်တဲ့ဆွေမျိုးကိုရောက်ကြတော့ဟိုဘက်လောကမှာလည်းကားစီးစေခြင်းပဲဟိုဘက်လောကမှာလည်းတိုက်တာတွေရစေခြင်းတော့မဟုတ်လားအဲ့တော့ဟိုဘက်လောကမှာလည်းပတ်စံတွေပေါ်စေတော့ပတ်စံတွေဘာလုပ်လဲထည့်ပေးတယ်တချို့မိတွေရှုပ်ခဲ့တယ်မိရှုပ်တာလည်းအဲ့ဒါဆူတောင်းမင်းဖြို့တာရောက်တော့ဟိုဘက်ကိုပါသွားအောင်လို့ရှုပ်တယ်ဒါကြောင့်မလို့လေရောက်ကြလို့အရိယာတို့ရဲ့ဉာဏ်အမြင်မှာတော့တရွေးသားမှမပါပါဘူးဒါကြောင့်မလို့လေပြောင်းရွှေ့နိုင်တဲ့ရင်ရထားတွေရောပိုင်သူဆိုင်သူမရှိဘူးတဲ့ဟုတ်လားမပိုင်သူဆိုင်သူတယောက်ဟာလက်စွပ်မှာစိန်လောကုတ်တွေစိန်နဂတ်တွေနော်စိန်ရော့ကတ်တွေနဲ့ပြုတ်ထားတယ်
ဆေးရုံတက်သွားပြီဆိုတော့ねသားသမီးတွေအဲ့ဒါချောင်းတာအဲ့လိုဆိုလို့ရှိရင်အဲ့ပစ္စည်းကိုအဲ့ဒီပိုင်ရှင်ကအမြဲတစေရလားမရဘူးမရောက်ဘူးအတ္တတော့သူပိုင်တယ်ပဲထင်တယ်သူပိုင်တယ်ပဲထင်ပြီးပြုတ်တယ်တဲ့ဒါကြောင့်မလို့လောကမှာထိုပစ္စည်းတွေကလည်းပိုင်ရင်ပိုင်ခွင့်မရှိဘူးသက်ဆိုင်သူတွေအဆက်ဆက်ဆွေစဉ်90မျိုးစဉ်90ဒီလိုပဲပိုင်သွားမှာပဲဒါကြောင့်မလို့လေရောက်ကြရပျက်စီးသွားရင်ယန္တမျိုး၅ပါးကြောင့်ပျက်စီးသွားရင်ဒိုရိမောရင်ဒီခန္ဓာပျက်စီးသွားရင်ဒီပစ္စည်းတွေကိုထားရခဲ့ရမှာအဲ့ဒီထားရခဲ့ရတာဟာအတ္တသဘောလားအနတ္တသဘောလားအနတ္တသဘောပါဒါကြောင့်မလို့လေအရိယာတို့ရဲ့အမြင်ဟာမိမိလက်ချေအစနော်ပိုင်သူဆိုင်သူမရှိဘူးမိမိခန္ဓာမှာလည်းပိုင်သူဆိုင်သူမရှိဘူးအဲ့သူပိုင်သူဆိုင်သူမရှိခြင်းသဘောတဘာဝဟာရောက်ကြရအတ္တမိခရအနတ္တဖြစ်တယ်ဒါအနတ္တရဲ့သဘောဖြစ်သွားပြီနော်အလိုတို့လိုက်ပါခြင်းသဘောမရှိဘူးတဲ့လောကသဘောပါမြင်မြင်သမျှရေမီလေးတောတောင်အလုံးဟာအလိုကိုလိုက်ပါလိမ့်မရှိဘူးရေတို့ကလည်းတတ္တဝါတွေအလိုမလိုက်ပါတဲ့အတွက်ကြောင့်ရောက်ကြရနော်တခါတည်းကြက်လို့ရှိရင်အဲ့ဒီရေတွေဟာမြို့တွေတိုက်တာတွေတော့မှလွှမ်းတိုက်ကြပဲတခါတည်းကြက်လို့ရှိရင်ရေမရှိလို့ရောက်ကြရဘုတ်ကောင်ရေရှားတွေဖြစ်ကုန်မြေကြီးတွေကလည်းတတ္တဝါတွေကအလိုကိုမလိုက်ဘူးလေအဲ့ကွဲပြိုပြက်ပုံနေနော်လေတွေကလည်းတတ္တဝါတွေအလိုမလိုက်ဘူးလေတိုက်ခိုက်ဖြစ်စည်းပြီးတော့မြို့ရွာတွေဖြစ်စည်းကုန်တယ်ရွှေငွေရေသရာကြောက်တံဗရမ ्या တွေကလည်းရန်သူမျိုး၅ပါးဖြစ်စည်းခံရတယ်ဒါကြောင့်မလို့လေရောက်ကြရမိဘသားမယားညီကိုမနမမိတ်ဆွေတွေရောမိမိရဲ့အလိုတိုင်းလိုက်လားဆိုတော့မလိုက်ဘူးတဲ့မိစက်ကိုပဲရောက်တယ်ဒါကြောင့်မလို့လေရောက်ကြရလောကမှာအလိုဆန္ဒမလိုက်ပါခြင်းဟာအနတ္တသဘောပါပဲနောက်တစ်ခါတုံညတထားလဲလောကတစ်ခုလုံးမှာစိတ်သုံးနေတဲ့သဘောပဲရှိတယ်ဖန်တီးသူနော်ပြုပြင်သူမရှိဘူးတဲ့လောကကိုဖန်တီးနေတာပြုပြင်တဲ့သဘောမရှိဘူးရေမြေတောတောင်ကောင်းကင်တိုက်တာရွှေငွေအားလုံးကိုရောက်ကြရတစုံတယောက်သောသူကဖန်ဆင်းနိုင်တယ်မရှိဘူးပိုင်သူဆိုင်သူမရှိသလိုလူချင်းဆန္ဒအာတိတအဲ့ပေါ်မှာထားလို့မရသလိုရောက်ကြရပိုင်သူဆိုင်သူအစိုးရသူတစုံတရာမရှိပဲစိတ်သုံးတဲ့သဘောတဘာဝကိုတာရှိတယ်အရိယာတို့ရဲ့အမြင်မှာထိုပစ္စည်းတွေကရောက်ကြရအခြေအနေတစ်ခုတည်းကိုဖန်တီးနိုင်စွာမရှိဘူးအဲ့ဒီပစ္စည်းတွေကရောက်ကြရမိမိကိုပြည့်စုံအောင်ဇကာရုပ်တော်ရှိသေးတယ်နော်ဒီနဲ့ဖဏမပါရင်နော်အဲ့လိုမျိုးဖြစ်သွားတယ်နော်အဲ့လိုပဲလေရောက်ကြရပစ္စည်းတွေတစ်နေ့တစ်ဘိုးနဲ့ပါသွားတယ်သူဟာလေးလံလာတဲ့အတွက်ကြောင့်ရောက်ကြရပြစ်ချခဲ့ရတယ်နော်ဒါကြောင့်မလို့ပုရိသေတို့ကတည်လွန်သွားတယ်ဆိုလို့ရှိရင်အပေ၄ပါးမှာအဲ့ဒီအစွဲတွေကပစ္စည်းတွေပဲအဲ့ဒီပစ္စည်းတွေကြောင့်ရောက်ကြရနော်ဆင်းရဲခြင်းပူပန်ခြင်းထိတ်လန့်ခြင်းကိုခံရတယ်အရိယာတို့ဟာအဲ့ဒီအပေါ်မှာပိုင်ခြင်းဆိုင်ခြင်းအစိုးရခြင်းဆွဲလန်းခြင်းမရှိတဲ့အတွက်ကြောင့်ပေါ့ပါတယ်အလိုတကူဖြတ်တန်းသွားတယ်ဒါကြောင့်မလို့မြို့ရွာတွေမှာဖြတ်တန်းတဲ့အခါမှာမြို့ပြက်တွေအိမ်ပြက်တွေရွာပြက်တွေတွေ့လို့ရှိရင်ပစ္စည်းအပြက်တွေပဲရှိတယ်ဒါကြောင့်မလို့မြို့ပြက်တွေရွာပြက်တွေကိုတစုံတယောက်တော့သူကဝင်လဲလို့ရှိရင်ဘာပစ္စည်းမှနှစ်သက်စရာတာယာစရာမရှိဘူးတဲ့အစုပ်တွေဒါကြောင့်မလို့အဲ့လိုပဲလေလောကကိုကြည့်လိုက်တယ်အရိယာတို့ဟာလောကမှာရောက်ကြရနှစ်သက်စရာတာစရာတစုံတယောက်မရှိဘူးအဲ့လိုအမြင်ဟာသမြတ်တအမြင်နဲ့ပြင်စဝိကေ၅ဦးတို့မြတ်စွာဘုရားရှင်ဥစွာပရမနော်စိုးရင်ချင်းဘူပန်ချင်းငိုကြွေးခြင်းတွေကိုဥစွာပရမပြတယ်အခုပိဇတ်တနဲ့အဝိဇ္ဇာဖြစ်တယ်အတ္တဖြစ်တယ်တက္ကဖြစ်တယ်ဆွဲလန်းမှုကာမတဏဘဝတဏဝိဘဝတဏဖြစ်တယ်ဒါယောဂီတို့ဒီအကြောင်းတရားအကျိုးတရားဓမ္မမဟုတ်လားအဲ့ဒီကာမတဏဘဝတဏဝိဘဝတဏကြောင့်ဘာတွေပေါ်ပေါက်လာတော့ဆင်းရဲတွေပေါ်ပေါက်လာတယ်အဲ့ဒါကိုသမညုတ္တဉာဏ်ရှင်တွေကအဲ့ဒီဆင်းရဲတွေလွတ်မြောက်ဖို့လို့ဘယ်အစပြလဲဆင်းရဲမှန်သိအောင်အရင်ဆုံးလုပ်ခိုင်းဒုက္ခသစ္စာနဲ့စပြတယ်
ဒုက္ခသစ္စာနဲ့စပြိုင်နောက်ကြောင်းပြန်ကောက်တယ်သမုဒိယကိုပြတယ်သမုဒိယနဲ့ပြတယ်ယောဂတို့တက္ကရာအတ္တကိုပြတယ်တက္ကရာအတ္တနဲ့ပြတယ်ဘယ်ဟောပြတယ်အဝိဇ္ဇာကိုပြတယ်အဲ့လိုပြန်ကောက်တယ်လို့ပဲယောဂတို့အခုလေပြစ္ဆောက်ဝင်၅ခုကိုဘာကိုပြတယ်ဆင်းရဲကိုပြတယ်ဆင်းရဲပြပြီးတော့အစွဲကိုပြတယ်ဒါကြောင့်လို့ပြင်စားရေး၅ခုဟာဆင်းရဲကိုမြင်ပြီးအစွဲကိုမြင်ပြီးဆိုတော့အစွဲတွေအကုန်ပိတ်သက်ပြီးသွားပြီလားမြင်တာပဲရှိသေးတယ်ဒါကြောင့်မလို့တဲ့ယောဂတို့သူတို့ဟာဆင်းရဲဒီသစ္စာ၄ပါးပေါ်မှာအယူဆမှန်ကန်တဲ့ဒိဋ္ဌိတန်ဟောစဉ်ပယ်ခွာတယ်ဒီသစ္စာ၄ပါးပေါ်မှာယုံမှန်တန်တရားကင်းတယ်ဝိသိကိစ္စကင်းတယ်ဒါကြောင့်မလို့မှားရွံ့တဲ့အလေးကျင့်တွေမရှိတော့ဘူးမှန်ကန်တဲ့အလေးကျင့်ပဲရှိတဲ့ကြောင့်သီလပရဗရမတ္တတန်ဟောစဉ်ကင်းတယ်တန်ဟောစဉ်ဗရမဘာပဲကင်းတော့၃ပါးပဲကင်းသေးတယ်ဒါကြောင့်မလို့တဲ့ယောဂတွေပိဿဝေ၅ခုဟာကျန်တဲ့တန်ဟောစဉ်9ပါးကိုဖယ်ခွာနိုင်ရတနည်းအားဖြင့်တရကအနာဂံယဟန္တာဖြစ်ဖို့လိုအပ်နေတယ်ဒါကြောင့်မလို့ပိဿဝေ၅ခုတို့ဟာနော်ပိဿဝေ၅ခုတို့ဟာကျွင့်ကြံနေတဲ့တန်ဟောစဉ်ဒုတိမဟုတ်ရင်အသောတရားတွေကိုအစွဲတွေကိုဖယ်ခွာဖို့အတွက်မြတ်စွာဘုရားရှင်ဟာအနတ္တသဘောဝအနတ္တဝိပဿနာကိုဟောကြားတော်မူပြီးတော့ယောဂတွေအကျင့်ငတ်မြတ်ကအဆုံးသို့ရောက်ရှိရန်အတွက်ဒီအနတ္တလက္ခဏာသုတ်ဒေသနာကိုကောင်းစွာဟောကြားတော်မူလေတော်တည်း